ဆိုးနဲ့ကောင်းတွေကြားလောကတို့တဘာဝလူရဲ့လုံးဖြစ်တည်လားရှင်သန်ခွင့်ရပါမလားခေါင်းပါလို့နေကြလူသားချင်းမြတ်တာတရားရှားလာတော့ပြက်ပြလားစာနာစိတ်ရှိပါမလားတချို့တွေကမမနာရချာပြိုင်ဆိုင်ခွင့်လို့ရှိနေမလားရှင်သန်မှုတွေကကြာလီတက်လာမလားနေဝင်သွားတဲ့နေ့တွေများကြိုတင်မသိတဲ့နေစာတရားပြင်ဆင်ထားဖို့မင်းနေကြခမရလဲလူကျွန်တော်လဲလူတော်တဲ့လူညံ့တဲ့လူနဲ့သင်တဲ့လူပခုံးနှစ်ဖက်ချခေါင်းပေါက်တယ်အားလုံးကလူပါပဲအထဲမှာဖြူအောင်နှလုံးသားအစ်စ်ကကောဘသူပါလဲမသိနိုင်ဘူးတချို့ကစံပြလူနမူနာပဲတချို့လဲစိတ်ရင်းကဖြူပါတယ်ထားပါတချို့လူတွေကတော့မာနာကြီးတယ်တချို့လူတွေကတော့ကာယကြီးတယ်တချို့ကညာနာကြီးပြီးတော့တချို့ကတော့ပကာသနာကြီးတယ်အဲ့လိုမျိုးကြီးတာတွေနဲ့အပြိုင်တစ်ဖက်မှာရှိနေရတဲ့အသေးတွေကလည်းသိကြတာကတော့အားလုံးလောကရန်ထဲမှာပြေးနေကြတယ်အဲ့လိုပြေးနေရတဲ့တစ်ချက်ကဘာကြီးကလည်းဘေးနေကြတယ်အဲ့ထဲမှာငါရောအဆင်ပြေပါမလားလို့တွေးနေရတယ်တချို့တွေကမမနာရကြပြိုင်ဆိုင်ခွင့်လို့ရှိနေမလားရှင်သန်မှုတွေကကြာလီတက်လာမလားစဉ်းစားလူတွေတဲကလူပဲရှင်နဲ့ညိုငယ်တတ်တယ်အခန်းစားသက်ဝင်တတ်တယ်ငါလူလူချင်းရဲ့ဒီမှုတွေအချစ်ချင်းမြေတာတရားနဲ့အထာဝရပေါင်းစခြင်းတို့နဲ့ငါရှင်သန်နေတာပဲ